မြန်မာနိုင်ငံရဲ့ထိပ်တန်းဝရမ်းပြေးစာရင်းတွေနဲ့ပတ်သက်လို့ရဲတပ်ဖွဲ့ကအသိပေးလာတာမျိုးရှိပါတယ်။လက်ရှိအချိန်ထိဝရမ်းပြေးစုစုပေါင်းအရေအတွက်ဟာ6000ထိရှိလို့နေကြောင်းသိရပါတယ်။အဲ့ဒီဝရမ်းပြေးစာရင်းတွေထဲမှာဘယ်လိုမျိုးပုံကိုယ်တွေပါဝင်နေပါသလဲ။ဒီသတင်းကြောင်းရလေးကိုမတင်ဆက်ခင်မှာနေချစ်သစ်မီဒီယာကို Subscribe နဲ့ Like လေးလုပ်ပေးဖို့မေတ္တာရက်ခံပါရစေ။မြန်မာနိုင်ငံရဲ့ထိပ်တန်းဝရမ်းပြေးစာရင်းတွေနဲ့ပတ်သက်လို့မြန်မာနိုင်ငံရဲတပ်ဖွဲ့ကထုတ်ပြန်အသိပေးလာတာမျိုးရှိပါတယ်။အခုနောက်ပိုင်းအချိန်ထိဝရမ်းပြေးခေါ်တရားခံပြေးစုစုပေါင်း6635ဦးထိရှိတယ်လို့လည်းရဲတပ်ဖွဲ့ဘက်ကကြေညာထားပါတယ်။အဲဒီဝရမ်းပြေးတွေဟာအကြမ်းဖက်တပ်ဖြတ်မှုအကြမ်းဖက်အဖွဲ့အစည်းတွေကိုငွေကြေးထောက်ပံ့မှုမွေးရစေဝါမှုမဒိန်မှုလူတက်မှုလူကုန်ကူးမှုစတဲ့အမှုတွေကိုကျူးလွန်ထားသူတွေဖြစ်တယ်လို့သိရပါတယ်။အခုလိုရဲတပ်ဖွဲ့ကထုတ်ပြန်လာတဲ့ဝရမ်းပြေးစာရင်းတွေထဲမှာ NUG ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ဒူဝါလက်ရှိလာဒေါက်တာအေးချမ်းမွန်ခေါ်ဦးရင်မွန်အပါအဝင်အဖွဲ့ဝင်တွေအားလုံးကိုတရားရုံးကတရားခံပြေးအဖြစ်ကြီးညာထားပါတယ်။ NUG ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေအပါအဝင်အဖွဲ့ဝင်တွေအားလုံးနှိပါကိုအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ရဲတပ်ဖွဲ့ကအမှုဖွင့်ထားတာပဲဖြစ်ပါတယ်။ဒါအပြင် NUG ရဲ့ဦးဆောင်မှုအောက်မှာလိုက်ပါဆောင်ရွက်နေတဲ့ PDF လက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်တွေဖြစ်တဲ့ဗိုလ်တမဏိဗိုလ်လက်ရာဗိုလ်ရိုင်ဗိုလ်မင်းကောင်ဒေဝမြုပ်ဝီတို့ကိုလည်းအကြံဖတ်မှုတိုက်ဖျက်ရေးဥပဒေနဲ့အမှုဖွင့်ထားသလိုသက်ဆိုင်ရာတရားရုံးအသီးသီးကလည်းတရားခံပြေးတွေအဖြစ်ကြီးညာထားတယ်လို့ရဲတပ်ဖွဲ့ထံကနေသိရပါတယ်။ NUG ရဲ့ထိပ်ပိုင်းခေါင်းဆောင်ဖြစ်တဲ့ဒေါက်တာအေးချမ်းမွန်ခေါ်ဦးရင်မွန်ဟာနေပြည်တော်ပုဗ္ဗသီရိမြို့နယ်ကြီးတောင်ကဲ3ရပ်ကွက်ဗိုလ်ချုပ်အောင်ဆန်းလမ်းမနေထိုင်သူဖြစ်ပြီးတော့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးလည်းဖြစ်ပါတယ်။ဦးရင်မွန်ကိုရဲတပ်ဖွဲ့ကအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုံမှာ90ကကြီးနဲ့ပြင်ပနာခရိုင်တရားရုံးမှာတရားစွဲဆိုအမှုဖွင့်ထားတာဖြစ်တယ်လို့တရားရုံးကလည်းတရားခံပြေးအဖြစ်ကြီးညာထားတယ်လို့ရဲတပ်ဖွဲ့ကဆိုပါတယ်။အလားတူပါပဲလွှတ်တော်အမတ်ဟောင်းတဦးဖြစ်တဲ့ NUG ကနိုင်ထူးအောင်ကိုမြေကျန်းခရိုင်တရားရုံးကတရားခံပြေးအဖြစ်ကြီးညာထားသလိုရန်ကုန်တိုင်းဗဟန်းမြို့နယ်ရွှေတောင်ကြား1ရပ်ကွက်အင်းရမြိုင်စုပေါင်းလမ်းမှာနေထိုင်တဲ့ဒေါက်တာဇော်ဝေဆိုးကိုလည်းအကြမ်းဖက်မှုတိုက်ဖျက်ဥပဒေပုံမှာ90ကကြီးနဲ့ရဲတပ်ဖွဲ့ကအမှုဖွင့်ထားကတရားခံပြေးအဖြစ်လည်းတရားရုံးကကြီးညာထားပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလနောက်ပိုင်းကစတင်ကမြန်မာနိုင်ငံအတွင်းမှာအကြမ်းဖက်တပ်ဖြတ်မှုတွေများစွာဖြစ်ပွားနေသလိုလက်နက်ကင်ထိတွေ့တိုက်ပွဲတွေကလည်းနေစဉ်နဲ့အမျှနိုင်ငံအတွင်းမှာဖြစ်ပွားလို့နေပါတယ်။အကြမ်းဖက်တပ်ဖြတ်မှုအများအပြားဟာစကိုင်းတိုင်းနဲ့မကွေးတိုင်းတွေမှာအများဆုံးဖြစ်ပွားခဲ့တာကိုလည်းတွေ့ရပါတယ်။ဒါအပြင်အဲ့ဒီတိုင်းအတွင်းမှာရှိနေတဲ့ဒေသခံလူငယ်အရွယ်တွေဟာလည်း NUG လက်အောက်ခံ PDF အဖွဲ့အစည်းအတွင်းကိုဝင်ရောက်ခါလက်နက်ကင်လမ်းစဉ်အပေါ်ရောက်ရှိသွားတာကိုလည်းတွေ့မြင်ရပါတယ်။ဒါကြောင့်စကိုင်းတိုင်းနဲ့မကွေးတိုင်းအတွင်းဖြစ်ပွားခဲ့တဲ့အကြမ်းဖက်တပ်ဖြတ်မှုတိုက်ပွဲတွေနဲ့ပတ်သက်လို့လက်နက်ကင်လမ်းကြောင်းအပေါ်ရောက်ရှိသွားတဲ့လူငယ်လူရွယ်တွေဟာအကြမ်းဖက်တိုက်ဖြတ်မှုတိုက်ဖြတ်ရေးဥပဒေနဲ့အမှုဖွင့်ခံထားရသလိုသက်ဆိုင်ရာတရားရုံးအသီးသီးကလည်းတရားခံပြေးတွေဖြစ်ကြီးညာထားပါတယ်။ဒါအပြင်ဝရမ်းပြေးဖြစ်ကြီးညာခြင်းခံထားရတဲ့သူတွေနဲ့ကရပြည်နယ်နောင်ရကာကြီးရက်ကွက်လွိုင်ကော်မြို့မှာနေထိုင်ခဲ့တဲ့ဘရော်နီကာဆိုတဲ့အမျိုးသမီးကိုလည်းအကြမ်းဖက်အုပ်စုတွေကိုငွေကြေးထောက်ပံ့မှုနဲ့ရဲတပ်ဖွဲ့ကအမှုဖွင့်ထားသလိုတရားရုံးကလည်းတရားခံပြေးအဖြစ်ကြီးညာထားပါတယ်။ဒါကြောင့်ရဲတပ်ဖွဲ့ကထုတ်ပြန်ကြီးညာထားတဲ့မြန်မာနိုင်ငံရဲ့ထိပ်တန်းဝရမ်းပြေးစင်တွေထဲမှာ NUG ကထိပ်ပိုင်းခေါင်းဆောင်တွေနဲ့အပေါင်းအပါလက်နက်ကိုင်အဖွဲ့အစည်းတွေပါဝင်နေသလိုလူတက်မှုမဒိန်မှုမူရင်မှုကျူးလွန်ကထွက်ပြေးတိမ်းရှောင်နေသူတွေလည်းပါဝင်နေလို့နေပါတယ်ရှင်။